ကိုကအချစ်ခင်ရတယ်အားလုံးမင်္ဂလာပါကျွန်တော်ဂျွန်ဖြစ်ပါတယ်ဒီနေ့မှာတော့အချစ်အကြောင်းနည်းနည်းလေးပြောကြရအောင်ကျွန်တော်လူတွေကလူတစ်ယောက်ကိုချစ်ပြီဆိုရင်အပြောနဲ့ပဲချစ်ပါတယ်ဆိုပြီးပြောကြတာမဟုတ်ပါဘူးเนาะကျွန်တော်လက်တွေ့ကြဖြစ်အောင်အလုံးနဲ့တက်တည်ပြကြတယ် view site ပေးကြတယ်ပန်းစည်းလေးတွေပေးကြတယ်သူ့အတွက်အလုပ်ကြိုးစားတယ်စွန့်စားတယ်သူ့ကိုကာကွယ်ပေးတယ်ချစ်တယ်ဆိုပြီးတဖွာဖွာပြောကြတယ်စသဖြင့်အလုပ်တွေနဲ့တက်တည်ပြကြတယ်ဒီလိုရာမျိုးကိုအချစ်ခံရတဲ့သူတွေကတော့ခံစားမှုပဲမဲ့အချစ်မခံရတဲ့သူတွေကတော့ဒါတွေကငါနဲ့မဆိုင်ဘူးလို့ထင်နေလိမ့်မယ်ဒါပေမဲ့ကိုအဲ့လိုထင်နေဆိုရင်ကျွန်တော်တို့ပြောပြချင်တာကကျွန်တော်တို့လူတွေရဲ့ကဲ့ရဲ့ချင်းမုန်းတီးချင်းအပြစ်တွင်ချင်းတွေပဲခံရပြီးယူဆိုင်မှုတွေကုညီမှုတွေအားပေးမှုတွေမရရှိနေရင်တော့လူတွေကကိုယ့်ကိုမချစ်နေရင်တော့ကိုယ့်ကိုချစ်နေတဲ့သူတယောက်ရှိတယ်ဆိုတာကိုမမေ့ထားဘူးပါကျွန်တော်တို့ကအမြဲတမ်းချစ်နေတဲ့သူတယောက်ရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့ဘုရားသခင်ပဲဒါကိုကျွန်တော်တို့ကမေ့နေတတ်တယ်ယောမ9:8မှာပြောလဲဆိုရင်ငါတို့ဒီအပြစ်ရှိစဉ်မှာခရစ်တော်ဒီငါတို့အတွက်ကြောင့်သေခံတော်မူသည်ဖြစ်၍ဘုရားသခင်ဒီငါတို့ကိုဘယ်များလောက်ချစ်တော်မူသည်ကိုငါတို့အထင်ရှားစွာပြတော်မူ၏တဲ့အပြောနဲ့ပဲချစ်တော်မဟုတ်ဘူးနော်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းအဖြစ်သက်သေပြသွားတယ်အသက်ပေးပြီးအောင်ချစ်တာနော်ပြီးတော့ဘုရားသခင်ရဲ့ချစ်ကဘယ်လောက်ကြီးလဲဆိုရင်မာလခိ1:3မှာအေသောကိုမုန်းတယ်လို့ပြောရတော့မှကျမ်းစာတစ်လျှောက်လုံးပြန်ကြည့်မယ်ဆိုရင်အေသောနဲ့သူ့ရဲ့မျိုးစင်ဆက်တွေကိုထောက်ပံ့ပေးတယ်ကာကွယ်ပေးတယ်ဂရုစိုက်ပေးတယ်ဆိုတော့တွေ့ရတယ်ပြီးရင်အဲ့ဒီနေရာမှာမုန်းတယ်ဆိုတာကလည်းမူရင်းဟိပြဲချမ်းအရာဆိုရင်လူတွေရဲ့စိတ်ခံစားချက်လိုမျိုးခါသီးမှုနာကျည်းမှုရွှာမှုတွေကိုပြောတာမဟုတ်ဘဲနဲ့ဒူဘရိန်ရင်အတွက်အေသောကိုမရွေးပဲညင်းပယ်တယ်အခြားသူကိုရွေးချယ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လို့စကောလာတွေကဖော်ပြကြတယ်ဘုရားသခင်ကျွန်တော်တို့ကိုချစ်ကြောင်းကျွန်တော်တို့မျက်လုံးမိတ်ထားရင်တော့ခံစားနိုင်တယ်ကျွန်တော်တို့ရှူရှိုက်နေရတဲ့လေတွေတောက်သုံးနေရတဲ့ရေတွေဒီနေထိုင်ရတဲ့ကမ္ဘာမြေကြီးတွေဒီအသက်ရှင်နေတဲ့ဒီခန္ဓာကိုယ်တွေကဘုရားသခင်ကျွန်တော်တို့ကိုချစ်တယ်ဆိုတဲ့အကြောင်းထင်ရှားတဲ့သက်သေတွေပဲသူရဲ့အချစ်ကြောင့်ပြသတဲ့အကြီးမားဆုံးသက်သေကတော့ကျွန်တော်တို့ငရဲသွားရမယ့်အဖြစ်သားတွေကိုအဖြစ်ငရဲကနေကယ်တင်ပေးတာပဲဒါကြောင့်ဒီနေ့ဒီဗီဒီယိုမှာပြောချင်တာကကိုယ့်ကိုဘယ်သူမှချစ်မနေဂယူးမဆိုင်နေရင်တော့မှကိုယ့်ကိုဂယူးဆိုင်နေတဲ့ချစ်နေတဲ့ဘုရားသခင်ရှိတယ်ဆိုတော့ကိုသတိရဖို့ပါ